ဒီနေ့တော့ Trickerion ဆိုတဲ့ game လေးကို unbox လုပ်ပါမယ်ဒီမှာ base game ဒီနေ့ base game လုပ်မယ်နော်နောက်တစ်ခါကျတော့ဒီမှာ expansion အကြီးတစ်ခုရှိတယ်ပြီးတော့ဒီ power တွေပါတဲ့ expansion အသေးလေးနှစ်ခုရှိတယ် okay အဲ့တော့ရာလေးဖွင့်မယ်ဒီ game က magic ပေါ့မျက်လဲဆရာကြီးဒီ Victorian era လောက်မှာဒီရှိခေတ်ကမျက်လဲဆရာကြီးပြန်ရအောင်နော်ဒီကတော့တော်တော်လေးရှားတယ်ထူးလဲထူးရတယ်မျက်လဲတင်းနဲ့ကမတွေးမိတော့ပဲဒီတော့ Minecraft ကထုတ်တာ Minecraft game ကဒီ production quality ဘာတွေကဘာမှပြောစရာမလိုဘူးဒါပေမဲ့ဒီကောင် Euro အစ်စ်ကြီးပဲworker placement ပါတယ်ပေါ့နော် action selection အဲ့ဒါတွေပါတယ်ဟာဆိုတော့ team ကမျက်လဲပြတာဆိုပေမဲ့တကယ်မျက်လဲပြတယ်လို့တော့ခံစားလို့မဟုတ်ဘူး game mechanic တွေနဲ့ပဲဒါပေမဲ့ဒီ trick တွေပါတယ်ဟိုရှေ့ခေတ်က trick တွေအစုံပါတယ်ပေါ့နော်သူရှေ့ခေတ်ကမျက်လဲစရာတွေတုံးတယ် trick တွေဆိုတော့ဘူးကတော့ပြန်လွတ်တွေတော့ရှိတယ်storage ကတော့ဘာမှမပါဘူး inside ကဒီ art ကြီးကလည်းကြည့်ရင်တော့ပြင်းစရာကြီးလိုပဲဒါပေမဲ့မဆိုးပါဘူးသူကနေသူတော့ဆိုတော့ဒီမှာကူဆောင်းမဲ့ character ship ကောင်းပါမယ်ဒါရောက်worker test ဒီပုံပေါ်မှာချမယ် worker placement လုပ်ရမယ်ပေါ့နော်ဒီမှာ trick တွေပါမယ်ပြီးတော့ဒါကြတော့ venue တွေ theater တွေပေါ့နော် trick တွေလုပ်ပြီးရင်သူဒီ theater မှာပြပွဲတော့ပြမယ်အဲ့ဒီအမှတ်တွေယူအောင် trick တွေကသူတက်စောက်တော့ပါတယ်အဲ့စောက်ကိုပြမယ် okay ဒါကworker placement တော့ဘယ်မှာ worker ချမလဲဆိုတော့blind ဟိုလောက် blind bit သဘောမျိုးလောက်ပါတော့နော်simultaneous ဂျိုင်းလူလုံးမယ်ပြီးတော့မှအဲ့မှာကိုမှောက်ပြီးတော့ဘယ်လိုသွားမလဲဆိုတော့အရင်ရွေးရဒါကအန်စာလေးဒါရီကကျတော့ item တွေကပြုတ်နေတယ်ဒီ item တွေကဒီ trick လုပ်ဖို့အတွက်လိုအပ်တဲ့ component တွေပေါ့နော်ဒီကြည့်တာကလေးပေါ့တော့ဒီ game ရဲ့အဓိကဟာကဘယ် trick တွေကိုလုပ်မလဲဆိုတော့ကိုဒီ strategy ကြိုချတာအဲ့ဒါကြီးကတော်တော်စားတယ် trick တွေကကြီးလိုက်လို့ရှိရင်theme ကရှိတယ်ဒါပေမဲ့ thematic မဖြစ်ဘူးပေါ့နော်ဘယ်လိုမဖြစ်လဲဆိုဒီမှာဆို trick တွေကသူ art တွေပါတယ်အကုန်ပါတယ်ဒါဆိုရင် linking ring green တွေဆက်တာliving piano ဆန်နေရသူကသူတီးတာဒါဆို levitation level အဆောင်ချုံပြီးတော့ဟို level တော့သူပြန်တက်လာတာတို့ပြီးရင်ငှက်အိမ်ဖြောက်တာ vanishing bird cage လို့ trick တွေကအစုံပဲဒါပေမဲ့ဘာပဲဟိုဖြစ်လဲဆိုတော့ကိုလုံးရမယ့်ဟာကဘာမှထူးခြားမှုမရှိဘူးသူရဲ့ဒီ properties ကဘာလဲဆိုတော့အမှတ်တွေရတာပါမယ်ပတ်စံဘယ်လောက်ရမယ်ပြီးရင်ပွဲပြီးအမှတ်ဘယ်လောက်ရမယ်ဒါပဲကွာသွားတာပြီးတော့ဒီဘယ် component တွေသုံးရမလဲအဲ့ဒါပဲကွာသွားတာအဲ့ဒီအပိုင်းတော့စာတွေကလည်းမကြိုက်ဘူးဒါပေမဲ့ယူရိုအနေနဲ့ကတော့စောက်လို့ကောင်းတယ်ထင်လို့ collection နဲ့ထည့်လိုက်တာပေါ့နော်စောက်က
ဆောက်ကတဲ့4ယောက်ပါတယ်4 player ဆိုပြီးတော့မှ boat ကိုပြမယ်နောက်ဆုံးကြတယ်ဒါရ assistant boat တွေလို့ထင်တယ် assistant တွေဘယ်လိုစားနေမှာယူရတယ်ကို character နဲ့အတူပေါ့နော် assistant တွေကတယောက်နဲ့တယောက် worker ချပုံချင်းမတူသူတို့ power တွေမတူနည်းနည်းလေး heavy ဖြစ်တယ်ဒါဒီအောက်ချလိုက်ပုတ်လာတယ်ပုတ်ဘုံမလာခင်တခြားပါကြတယ်ဆို trigger and shark ကဒီ expansion တွေမှာလည်းပြန်သုံးရတယ်သူ power လို့နော် skill တွေ power တွေအတွက်သုံးရတယ်အဲ့ဒီပါမယ်ဒါလည်းဒီကိုဘယ်လိုသွားမလဲဆိုတော့ worker placement လုပ်ဖို့ဒီ cut တွေနဲ့အရင်ရွေးရတာ character boat တွေလို့ထင်တယ်ဒီအကုန်ပြုတ်လာပဲပြီးတော့ဒါတွေ punch out လုပ်ရမယ် PC လေးရအများကြီးပြောင်းမဲ့သဘောမှရှိတယ်တော့ဘူးထဲမှာတော့မရှိဘူးဟုတ်ကဲဒီဘုတ်ကတော့နှစ်ဖက်ပါမယ်ထင်တယ်ဒီ Kickstarter မစခင်မှာတော့ဘုတ်ကရမ်းလို့မကြည့်ပါဘူး Kickstarter မစခင်မှာတော့ဒီဘက် channel ပဲ sorry ဒီဘက် channel အဲ့မှာ Kickstarter မှာ Dark Alley expansion ဆိုပြီးတော့ဒီနားလေးကိုညာဘက်အောက်နားလေးပါအဲ့ဘက် channel ဒီဘက်ဒါပေမဲ့ဒီ Dark Alley ကနောက်ပိုင်းမှာတော့သူတို့ base game ဆိုရင်အထက်ဆော့လို့ recommend လုပ်ထားတယ်ပေါ့နော်လူပြောင်းထားတယ်ထင်တာပဲဒီမှာဘာလဲဆိုဒါ theater ကြီးပေါ့နော် theater ကြီးဆိုမဲ့တကယ်တမ်းဒီမှာအမှတ်တွက်တာအမှတ်တွက်ဖို့score track အဲ့ဒါပဲပြီးရင်အခုန theater cut တွေကဒီမှာလာမယ်အဲ့ပေါ်ဒီ trick 4000ပြားလေးတင်မယ်မျက်လဲပြရတယ်ဆိုတာအဲ့ဒါပဲဘာမှအရင်ဟို thematic ဖြစ်မနေဘူးเนาะတကယ်မျက်လဲပြရတဲ့ theme ကပေါ်လွင်မနေဘူးအဲ့မှာအမှတ်တွေများများရအောင်လုပ်ဖို့ပဲပြီးတော့ဘာရှိလဲဆိုတော့ဒီမှာworker placement လုပ်ရမယ့်နေရာတွေပေါ့နော်ဒီမှာ action point ကုန်တာတွေရှိတယ်ဒီမှာဆိုရင်1 point ကုန်မယ်2 point ကုန်မယ်အဲ့လိုမျိုးပြီးဒီမှာနေရာကန့်သက်ချက်တွေရှိတယ်အဲ့တော့ကိုပဲသွားမလဲဆိုတာဘယ်သူမှကြိုမသိရဘူးမှောက်ပြီးတော့ထားမယ်ပြီးတော့မှဗျိုင်းလူလှန်ပြီးတော့အကြတော့ဘယ်လိုသွားမလဲဦးတန်းစီရမှာ first player အရင်ချရမယ်ထင်တယ်အဲ့မှာပြဿနာရှိရပေါ့နော် randomness တော့ခေါ်လို့မရဘူးဒါပေမဲ့သူဘယ်သွားမလဲဆိုတော့ကိုက light man နဲ့သဘောဖြစ်နေဒီဒါကလေးကကျတော့ rule chain တာတွေပါမယ်ပြီးရင် action ဒီ worker placement လုပ်မဲ့ cut တွေထပ်ဆွဲလို့ရတယ်ဟိုကောင်းတဲ့ cut တွေပေါ့နော်အဲ့ cut တွေကိုဒီမှာလာယူရမယ်အဲ့တော့ရှင်းတာတော့ရှင်းပါတယ်ဒါပေမဲ့ရှင်းပြတာတော့နည်းနည်းခက်တယ်နောက်ဆုံးဒီကလေးနမူနာပြresolution ဒါဆိုမှာကိုက theater ကိုသွားမှာ theater သွားမှာဆိုရင်ဒီကိုမှရှိတဲ့ cut တွေကဒီ theater cut ကိုတော့မှောက်ပြီးတော့ကို player board ပေါ်မှာထားရမယ်ပေါ့နော်အဲကြလို့ရှိရင်သူများတွေကကိုပဲသွားမလဲဆိုတာမသိရဘူးပြီးတော့မှအားလုံးတိုင်းလူလမ်းမယ်ပြီးတော့မှကိုသိတာသူလည်းသိရဆိုရင်အရင်turn order မှာအရင်ဦးရဲကောင်အရင်ဝင်ရမယ်တဲ့ဒါမှမဟုတ်အဲ့လို clockwise သွားပြီးတော့ပဲကိုလှည့်မှာဘယ်ကိုသွားမလဲဆိုတော့ဆုံးဖြတ်ရမယ်တဲ့အဲ့ဒါပါပဲ component ကတော့အများကြီးတော့
ရှုပ်ထွေးမနေဘူးစော့ကြည့်မှပဲသိမှာပေါ့နော်နောက်တစ်ခါကျမှဒီ expansion အကြီးကြီးဖွင့်ကဲဒါပါပဲ